ဘယ်မီနီမန်ဆိုတဲ့ရုရှားဆောင်လို့ရအောင်သိကြရဟုတ်ဒီနေ့ချင်တာထောင်းရင်းနဲ့ဘယ်မီနီမန်အကြောင်းပြောကြမယ်ဘယ်မီနီမန်ဆိုတာကအခြေခံလုပ်ပေးရမယ့်သဘောတရားအတွက် standard တစ်ခုမြင်နေတာမျိုးမဟုတ်ဘူးတာမန်လုပ်ပေးရမယ့်အရာလေးတွေကိုလုပ်ပေးနေတာကိုဘယ်မီနီမန်လို့ခေါ်တယ်။ပန်လေးတစ်ပွဲလမ်းဆောင်ပေးတာတော့စောက်တော့ဆိုင်မှာပေးရှင်းပေးရတဲ့အခြေခံလုပ်ပေးရမယ့်အရာတွေပဲလေ။အဲ့ဒါတွေမှလုံးမပေးနိုင်လို့ရှိရင်ကိုယ့်ရဲ့ဘဝကိုဘယ်လိုတောင်းမယူမှာလဲ။ဒါပေမဲ့အဲ့ဒီဘယ်မီနီမန်လောက်တော့မလုပ်ပေးနိုင်တဲ့လူတွေတပုံကြီးရှိပါတယ်။တကယ်လို့အဲ့လိုလူကကိုနားမှာရှိနေတယ်ဆိုရင်တော့ကိုနဲ့ဆိုင်သွားပြီနော်။ကိုကအားနာတတ်တယ်။သူလုပ်ပေးတာနဲ့ပဲကိုကကျင်းနေနေမယ်ဆိုလို့ရှိရင်တော့အဲ့ဒါကိုအဖြစ်ပါပဲ။ကျွန်မဆိုလို့ရှိရင်ဘယ်မီနီမန်လောက်လုပ်ပေးတာလုံးဝမကြောက်ဘူး။ဆက်လောက်နဲ့တက်မလာနဲ့လို့ကိုပြောပြချင်တာ။ဘာဖြစ်လို့လဲဆိုတော့အဲ့လောက်ပဲလုပ်ပေးတယ်ဆိုတာကဒီ relationship ကိုအားဆိုင်ထုတ်တယ်ဆိုရင်အားဆိုင်ထုတ်နေရုံလောက်ပဲမပြတ်စီသွားရုံလေးပဲလုပ်နေရ take care လုပ်ပေးတာအစား you လည်းမဆိုင်ဘူးလို့မပြောရရုံလောက်ပဲ take care လုပ်ပေးနေရသူဘက်က meaningful ဘာမှမရှိနေတာပြတ်စီသွားရုံလေးပဲသူမှအားဆိုင်ထုတ်နေတာကိုဘယ် minimum လို့ခေါ်တယ်ဒါလောက်လေးပဲလုပ်ပေးတာကိုငါတလောက်ပေးဆက်နေရပဲလို့ပြောလို့ရှိရင်တော့get out of my life အသက်20ပြည့်ပြီးတဲ့နောက်ပိုင်းမှာပါစိတ်ထားတတ်လာလဲဆိုတော့ခြေကသဘောတရားလောက်တောင်လုံးမပေးနိုင်တဲ့ကောင်တွေကိုဘာမှမောနေရမှာလဲကိုအိမ်မှာကိုက princess တယောက်လိုနေလာပြီးတော့မှသူများနဲ့ကြတော့ငိုယိုနေပြီးတော့ဘယ် minimum လောက်တောင်မရဘူးဆိုလို့ရှိရင်တော့ princess တယောက်လိုထားတဲ့ကိုရဲ့အဖေနဲ့မိဟာဘယ်လိုခံစားရမလဲပြောချင်တာကမျိုးသမီးလေးတွေကိုပေါ်မှာစေတနာထားတဲ့ကောင်လေးတွေနဲ့ပဲတွေ့ကြပါစေ Thanks for watching see you in the next video